ဒီလိုတေမှန်မသိလိုက်ပဲအတိတ်ဆိုးကာလတစ်ခုကိုထပ်တလဲလဲဖြတ်သန်းနေကြသူတွေအကြောင်းတီးပူးကြဘူးကြမယ်လို့ထင်ပါတယ်။ဒါတွေဟာလက်တွေပြင်ပလောကမှာတကယ်ဖြစ်ခဲ့တာပါဆိုတဲ့မှတ်တမ်းအထောက်အထားတွေခိုင်ခိုင်မာမာမပြနိုင်သေးပါဘူး။သိပ္ပံရှုထောင့်ကနေကြည့်ရင်ပိုလို့တောင်မဖြစ်နိုင်သေးတာပါ။ဒါပေမဲ့လည်းဗစက်ပြောပုံမြင်တွေအဖြစ်နဲ့လူသားတွေအရန်စိတ်ဝင်စားရှိကြသလိုဒီလိုတဘာဝလုံးဖြစ်ရစံအကြောင်းအရာတွေကိုအခြေခံတဲ့ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင်လည်းလူတွေကြိုက်ကြတာများပါတယ်။မမရရကြည့်ဘူးတဲ့ရုပ်ရှင်တွေထဲကအနည်းဆက်ဆုံးတစ်ခုကိုပြပြရရင်2022ခုနှစ်ကထွက်လာတဲ့ဒါယာရီဆိုတဲ့တမီအိန္ဒိယရုပ်ရှင်ဇာတ်ကားစုံတော့ဇာတ်လမ်းကိုမှတဘာဝလုံးဖြစ်ရတွေနဲ့ရိုက်ပြသွားတာဒီရုပ်ရှင်ကိုအိန္ဒိယနိုင်ငံဦးဒီနဲ့ကိုရန်ဘာဒူဒေသတွေကိုဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမကြီးပေါ်ကနာမည်ကျော်ဂွေးရမှတ်73မှာဖြစ်ခဲ့တဲ့ဖြစ်ရမှန်တွေတရုတ်နိုင်ငံရဲ့ဘတ်စကားလိုင်းနံပါတ်385နဲ့ပတ်သက်တဲ့ဗဇက်ပြောပုံမြင်တွေကိုနှိမ့်ညမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဇလန်ကိုပြောရရင်ပါရဒန်ဆိုတဲ့အရေးချင်းရှိပြီးစိတ်သက်ခိုင်မာတဲ့အရေးအရာရှိလောင်တအုပ်နဲ့စထားတယ်။သူဟာစံနမူနာပြရဲရရှိတရားဖြစ်ချင်တာဖြစ်ပြီးရဲတင်တဲ့အောင်မြင်မှုအတွေ့အကြုံယူရမှာပုံမှန်တာဝန်တွေထက်သူ့အတွက်ပိုပြီးခက်ခဲမဲ့စိတ်ဝင်စားစရာကောင်းတဲ့တာဝန်ကိုလိုချင်ခဲ့တာဒါကြောင့်သူဟာသူတာဝန်ကြတဲ့ပူတီတမွန်ဒေတာမှာနှစ်ပေါင်းများစွာကလေးကစည်ရင်းပိတ်ထားတဲ့အမှုဟောင်းတွေကိုပြန်စစ်ဆေးဖို့တာဝန်ယူခဲ့ပါတယ်ဒါဟာသူ့ရဲ့အရေးချင်းကိုအစစ်အမှန်စမ်းသပ်သိနိုင်မဲ့နီလန်လို့ပါရန်တန်ကယုံကြည်ခဲ့တယ်သူစုံစမ်းရမယ့်အမှုများစွာတွေကအထူးခြားဆုံးနဲ့အကြီးမားဆုံးအမှုကလွန်ခဲ့တဲ့16နှစ်အကြာ2006ခုနှစ်ကဗစကားတစီတောင်မော်လမ်းမှာကြောက်ထဲပြုတ်ကျပြီးရေထဲနစ်မြုပ်ခဲ့တဲ့အမှုပါဒီအမှုကိုရိုးရိုးမတော်တဆမှုလိုပဲအမှုပိတ်ထားတာဒါပေမဲ့တေဆုံးသူတွေရဲ့မိသားစုဝင်တွေနဲ့ဒေသခံတွေကြားမှာမတရားမှုနဲ့ပြည့်ဝချက်တွေရှိနေတယ်ဆိုပြီးသတင်းတွေပြန့်နေခဲ့တာပါရဒန်ဟာစုံစမ်းမှုတွေကိုနည်းနည်းလေးစတင်လိုက်တယ်2006ခုနှစ်ကရဲမှတ်တမ်းဟောင်းတွေတေဆုံးသူတွေရဲ့ကိုရေးကြဇဝင်တွေနဲ့ဖြစ်ရမှန်တပုံတွေကိုသူလေ့လာတယ်ဒေသခံတွေရဲ့ပြောစကားတွေကိုနားထောင်ရင်တောင်မော်လမ်းပေါ်မှာညဘက်ဆိုရင်ထူးဆန်းတဲ့ဗစကားတစ်စီမြင်ရတတ်တယ်ဆိုတဲ့ဒဏ္ဍာရီဆက်ဆန်းသတင်းတွေကိုသူသိလာရတယ်ဒဏ္ဍာရီပြောတွေကစိတ်ဝင်စားစရာကောင်းတာမှန်ပေမဲ့ရဲတယောက်အနေနဲ့အဲ့ဒီလိုမမြင်ရတဲ့သဘာဝလွန်ကိစ္စတွေကိုတိတ်ကောင်းနေမထဲပဲတကယ်အသက်တွေအထောက်ထားတွေကိုပဲအာရုံစိုက်ဖို့သူစူးစမ်းခဲ့တယ်2006ခုနှစ်မတော်တဆမှုမှာဗစကားပေါ်ပါသွားတဲ့တရားခံတယောက်ရဲ့အမည်ကိုဖော်ထုတ်နိုင်မှုစူးစမ်းခဲ့တယ်အဲ့ဒါကအဓိကသင်လွန်စာပဲပါရဒန်ဟာအမှုစုံစမ်းဖို့မြို့တစ်မြို့ကနေနောက်တစ်မြို့ကိုတွားဖို့လိုလာတယ်ညနေပိုင်းရောက်ချိန်မှာသူဟာဗစကားတစ်စီးနဲ့လိုက်သွားခဲ့တယ်ကားပေါ်ကခရီးသည်တွေအားလုံးဟာပုံမှန်အတိုင်းပြုမှုပြောဆိုနေကြတဲ့တာမန်ခရီးသည်တွေလိုပါပဲဒါပေမဲ့ခရီးစဉ်စတင်ပြီးမကြာခင်မှာပဲပါရန်ဒန်ဟာထိုးစမ်းမှုတွေကိုစပြီးသတိပြုမိခဲ့တယ်ကားပေါ်ကလူများစုဟာလက်ရှိမဟုတ်တဲ့မတူညီတဲ့အချိန်ကာလမှာနေထိုင်နေကြသလိုပုံစံတွေဖြစ်နေတယ်တချို့လူတွေကသူတို့ရဲ့နောက်ဆုံးစကားလုံးတွေကိုထပ်ခါတလဲလဲပြောနေသလိုလမ်းမေကပတ်ဝန်းကျင်မြင်ကွင်းတွေဟာလည်းပါရဒန်တည်ထားတဲ့လက်ရှိမြင်ကွင်းတွေနဲ့ကွဲပြားနေတယ်ပါရဒန်ဟာသူ့လိုက်စီးလာတဲ့ဘတ်စကားနဲ့ခရီးသည်တွေအားလုံးဟာလွန်ခဲ့တဲ့16နှစ်ကပျောက်သွားတဲ့ဘတ်စကားပေါ်ကသေဆုံးသူဝိညာဉ်တွေဖြစ်နေတာကိုနားလည်လာတယ်ခရီးသည်တွေဟာသူတို့သေဆုံးသွားတာကိုမသိကြပဲသူတို့ရဲ့ဂျမားဆိုးရှိရာခရီးစဉ်ကိုအချိန်တစ်ခုရောက်တိုင်းထပ်တလဲလဲဖြတ်သန်းနေကြတာဖြစ်ပါတယ်ဝိညာဉ်ဘတ်စကားဟာအန္တရာယ်ရှိတဲ့နေရာတွေကိုရောက်လာပြီးပါရန်ဒန်ဟာဝိညာဉ်အနေနဲ့အတူသေဆုံးမှုတန်းကိုထပ်ခါတလဲလဲခန်းစားရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတယ်။သူဟာကားပေါ်ကနေလွန်မြောက်ဖို့နဲ့တစ်ချိန်တည်းမှာပဲသူတို့ဘာလို့တန်တရားလဲနေရတယ်လဲဆိုတဲ့အကြောင်းရင်းကိုသိဖို့ကြိုးစားရတယ်။ပါရန်ဒန်ဟာသူရထားတဲ့အမှုတွေမှတ်တမ်းဟောင်းတွေကိုသတိရပြီးအဲ့ဒီဝိညာဉ်တွေရဲ့နာကျင်စရာအတိတ်ကိုအဆုံးသတ်ပေးဖို့သူတို့ကိုမတော်တဆမှုရဲ့အမှန်တရားကိုပြောပြဖို့ကြိုးစားတော့တယ်။ကဲဆယ်ရေးအဖွဲ့တွေကလည်းရေအောက်မှာနှစ်ပေါင်းများစွာနေမြုပ်နေတဲ့ဗစကားအပြတ်အစီတွေကိုထပ်ရှာတွေ့ခဲ့တယ်။ကားထဲမှာသေဆုံးသူတွေရဲ့အယိုးစုတွေရှိနေတာကိုမြင်လိုက်ရတော့မှဗစကားပေါ်ကဝိညာဉ်တွေကလည်း
သူတို့တကယ်ဆုံးသွားခဲ့ပြီဆိုတာကိုသိသွားပြီးကားတစ်စီးလုံးလည်းပျက်စီးပျောက်ကွယ်သွားတယ်ဝိညာဉ်တွေပျောက်သွားပြီးတဲ့နောက်မှာ Varenda ဟာသူတို့ကိုဒီလိုဖြစ်စေခဲ့တဲ့တရားခံအစ်စ်ကိုစုံစမ်းဖို့စ조사ခဲ့တော့တယ်အမှုမှာပါဝင်ပတ်သက်နေသူတယောက်ကအိုဒီမျိုးလေးရဲ့ဩဇာရှိသူတယောက်ဖြစ်နေတယ်။ Varenda ဟာတရားခံကိုဖော်ထုတ်ဖို့နဲ့တပ်တွေအထောက်ထားရှာဖွေရမှာအခက်တွေ့ခဲ့တယ်။ဒါပေမဲ့ဗစကားဘော်ကဝိညာဉ်တွေကသူ့ကိုအဆက်အသွယ်ပြန်လာလို့ပြီးတရားခံရဲ့အမှားယွင်းတွေကိုဖော်ထုတ်ဖို့ကူညီပေးခဲ့တယ်။နောက်ဆုံးမှာ Varenda ဟာဝိညာဉ်တွေရဲ့လမ်းညွှန်မှုနဲ့တရားခံကိုထောင်ချောက်ဆင်ပြီးအမှုနဲ့ပတ်သက်တဲ့မူရင်းဒဏ်ရာတွေစာအုပ်ကိုရှာတွေ့ခဲ့တယ်။တရားခံကိုဖမ်းဆီးပြီးတရားဥပဒေအရအရေးယူလိုက်တော့လွန်ခဲ့တဲ့16နှစ်ကတည်ဆုံခဲ့တဲ့ဝိညာဉ်တွေအလုံးဟာလည်းငြိမ်းချမ်းစွာနဲ့ထွက်ခွာသွားကြပါတယ်။ Varenda ဟာဗစကားမတော်တဆမှုဖြစ်ခဲ့တော့ကတစ်ဖက်မှာအတိုက်ခံရတဲ့ကားထဲမှာပါလာခဲ့တဲ့ကလေးပါသူ့ရဲ့မိဘတွေကကားတိုက်မှုမှာဆုံးသွားခဲ့တယ်။သူဟာဖုန်းတော်ကြီးတယောက်ရဲ့ဆောက်ရှောက်မှုနဲ့ကြီးပြင်းလာခဲ့တယ်။အမှုရဲ့တကယ်တရားခံကအာဏာရှိတဲ့လွှတ်တော်အမတ်တယောက်ခိုးရလိုက်သွားတဲ့သမီးစုံတွေကိုတတ်ဖို့ကြိုးစားရင်တခြားလူတွေကိုပါရှင်းပစ်လိုက်တာမတော်တဆမှုဖြစ်ပွားခဲ့တဲ့နေ့ကဖေဖော်ဝါရီလ29ရက်နေ့ရက်ထက်နေ့ဖြစ်တာကြောင့်ဗစကားပေါ်ကဝိညာဉ်တွေဟာ၄နှစ်နှစ်ချိန်ဖေဖော်ဝါရီလ29ရက်နေ့ရောက်တိုင်းအဲ့ဒီအတိတ်ခီးစဉ်ကိုထပ်ပြီးဖျက်ဆီးကြတယ်ထူးခြားတာကဂူရဲ့မှတ်73မရောက်ခင်ဗစကားပေါ်ကဆင်းသွားတဲ့သူတိုင်းအသက်ရှင်လွတ်မြောက်ကြတယ်ဘာရဒန်ရဲ့ဂျေဇူးကြောင့်နောက်ဆုံးတော့ဒီတိတ်ဆိုးကြီးလည်းအဆုံးသတ်သွားခဲ့တယ်တဆက်သေးသိစီကျနာကဒီဇလန်မိညာယူထားတဲ့ဗစကား385ဆိုတဲ့တရုတ်ဒဏ္ဍာရီအကြောင်းပါတရုတ်နိုင်ငံမှာလည်းဝိညာဉ်ဗစကားဒဏ္ဍာရီတွေအများကြီးရှိခဲ့တယ်အထူးသဖြင့်ပေကျင်းမှာနာမည်ကြီးတဲ့ဗစကားနံပါတ်385ဇလန်ဟာတရုတ်နိုင်ငံမှာတိတ်ကိုလူသိများတယ်ဒါပေမဲ့အဲ့ဒါကဖြစ်ရမှန်မဟုတ်ဘဲဗစပြောပုံမြင်တက်တက်ဆိုတာပါပဲဒီပုံမြင်ကိုပေကျင်းတရဲ့ဗစကားလို့လည်းသိကြတယ်ပုံမြင်ကတော့ဒီလိုပါ1995ခုနှစ်နိုဝင်ဘာလ14ရက်နေ့ညနေပိုင်းလေပြင်းတွေတိုက်နေတဲ့အချိန်ပေကျင်းဗစကားလိုင်း385ရဲ့ဗစကားတစ်စီးဟာနောက်ဆုံးမှတ်တိုင်ကိုဥတီမောင်းနေတယ်။ကားပေါ်မှာရင်မောင်းတဲ့စပယ်ယာအပြင်တက်ကြီးပိုင်းအမျိုးသမီးတယောက်စုံရွယ်တရဲနဲ့လူငယ်တယောက်တို့လိုက်ပါလာကြတယ်။လမ်းမှာရှေးဟောင်းတရုတ်ဝတ်ဆင်ထားတဲ့အမျိုးသား2ယောက်နဲ့သူတို့ရဲ့ခေါင်းဆောင်တယောက်ကကားကိုတားပြီးလိုက်လာခဲ့တယ်။သူတို့၃ယောက်စလုံးကစကားတစ်လုံးမှမပြောဘဲခေါင်းကိုငုံထားကြပြီးထူးဆန်းစွာနဲ့ဝတ်စားထားတာကိုတွေ့ရတယ်။နောက်တော့တက်ကြီးပိုင်းမျိုးသမီးကရုတ်တရက်အကြောင်းပြချက်တစ်ခုပေးပြီးကားပေါ်ကလူငယ်ကိုရန်လုပ်ပြီးတော့ကားပေါ်ကနေသူတို့ဆင်းလိုက်ကြတယ်။ကားပေါ်ကဆင်းပြီးတော့မှအဲ့ဒီအမျိုးသမီးကြီးလူငယ်ကိုပြောလိုက်တာကငါနင်းကိုကဲလိုက်တာခုနကလူ၃ယောက်ရဲ့ခြေထောက်တွေကမြေကြီးနဲ့မထီဘူးသူတို့ကလူတွေမဟုတ်ဘူးတရေတွေတဲ့နောက်တနေ့ကျတော့အဲ့ဒီဗစကားဟာနောက်ဆုံးမှတ်တိုင်ကိုမရောက်ဖဲပျောက်သွားတယ်။နေ့ရက်အကြာမှာမြို့ပြင်စင်ကြေဖုံရေကန်တစ်ခုထဲမှာဗစကားကိုပြန်တွေ့ခဲ့ပြီးကားပေါ်မှာရင်မောင်းတဲ့စပယ်ယာရဲ့အလောင်းလေးတွေ့ခဲ့တယ်လို့သတင်းတွေပြန့်လာတယ်။မြို့ပြဒဏ္ဍာရီပုံမြင်တွေဆိုတာမျိုးကအချိန်ကြာလာတဲ့နဲ့အမျှကွဲပြားသွားတတ်တယ်။ပေကျင်းတရေဗစကားမှာလည်းကွဲပြားတဲ့အချက်တွေရှိတယ်။သိဆုံးသူအရေးအတွက်ကွဲပြားတာမျိုးဒါမှမဟုတ်ဗစကားပြန်တွေ့တဲ့နေရာမတူတာမျိုးအမျိုးမျိုးပြောကြတယ်။ဗစကားကိုရေကန်ထဲမှာတွေ့ခဲ့တာလို့ပြောသူကပြောမြို့ပြင်တောင်ကြားထဲမှာတက်တော်ထဲမှာတွေ့တာလို့ဆိုသူကဆိုမတူအောင်ပြောကြတယ်ဒီလိုမတူတာကလည်းတဆင်စကားတဆင်နဲ့မို့အချက်အလက်တွေလွဲချော်သွားတာနားထောင်နေသူပိုပြီးစိတ်ဝင်စားလာအောင်စိတ်လှုပ်ရှားအောင်ဇလန်းကိုပြုပြင်ပြလိုက်တာမျိုးတွေကြောင့်ဖြစ်နိုင်ပါတယ်